အားကစားပြုလုပ်တာကနှလုံးရဲ့တိဆောက်ပုံကိုပြောင်းလဲစေတယ်ဆိုတာသိပါလားအထူးသဖြင့်အားကစားသမားတွေမှာဆိုလို့ရှိရင်ယောဂကြောင့်မဟုတ်ဘဲနဲ့ကိုလုပ်တဲ့လေ့ကျင့်ခန်းအမျိုးအစားပေါ်လိုက်ပြီးတော့နှလုံးပုံစံပြောင်းလဲနိုင်ပါတယ် Endurance aerobic training နဲ့ resistance strength training ကနှလုံးပေါ်တက်ရောက်ပုံချင်းမတူပါဘူး Endurance training ကနှလုံးကို eccentric hypertrophy ဖြစ်စေပါတယ်နှလုံးရဲ့ဘယ်ဘက်အောက်ခန်းကိုပိုကျဲစေပြီးနေရန်တွေလည်းပိုထူလာစေပါတယ်နှလုံးခန်းတွေပိုကြီးလာစေတဲ့အတွက်တစ်ချက်ညင်သွေးပမာဏ stroke volume ပိုထွက်စေပါတယ်Resistance training ကတော့နှလုံးကို concentric hypertrophy ဖြစ်စေပါတယ်။နှလုံးရဲ့အခန်း size ကိုမပြောင်းစေဘဲနဲ့နှလုံးနေရံတွေကိုပိုပြီးထူကဲတန်မာလာစေတာဖြစ်ပါတယ်။နှလုံးကြွက်သားပိုပြီးတောင့်တင်းစေရဲဆိုတဲ့သဘောပါ။နှလုံးရောဂါဖြစ်နိုင်ခြေရောကြစေဖို့အတွက် endurance ကို resistance training ကိုနှစ်မျိုးစလုံးကိုမျှတအောင်လုပ်ပေးသင့်ပါတယ်။